နောက်တစ်ဆင့်တက်နိုင်မယ်လို့ယုံကြည်တဲ့နျူကာဆယ်နီးပြနျူကာဆယ်နီးပြအက်ဒီဟောင်းကဘာစီလိုနာကိုကြော်ဖြတ်ပြီးချန်ပီယံလိကွာတားဖိုင်နယ်ကိုတက်နိုင်မယ်လို့ယုံကြည်တယ်လို့ပြောခဲ့ပါတယ်။နျူကာဆယ်ဟာရှုံးထွက်16တင်အဆင့်ပထမအကြော့ပွဲစဉ်အနေနဲ့ဘာစီလိုနာနဲ့အိမ်ကွင်းမှာကစားခဲ့တဲ့နေရာမှာတကိုးစီတရေကျခဲ့တာပါ။နျူကာဆယ်ဟာပွဲချိန်86မိနစ်မှာဥဆောင်ကိုရခဲ့ပေမဲ့ပွဲချိန်နောက်ဆုံးမိနစ်မှာပေးလိုက်ရတဲ့ပက်နယ်တီကြောင့်တရေပဲရခဲ့တာဖြစ်ပါတယ်။နျူကာဆယ်ဟာဂိုးပေါက်ကန်သွင်းခွင့်တွေပိုရခဲ့တယ်လို့ဂိုးပေါက်တဲ့ကန်ချက်တွေလည်းပိုလုံနိုင်ခဲ့လို့အက်ဒီဟောင်းကဘာစီလိုနာကိုကြော်ဖြတ်နိုင်မယ်လို့ပြောခဲ့တာပါ။အက်ဒီဟောင်းကတကိုးစီတရေကျခဲ့လို့နှစ်သင်းလုံးမှာဒန်းတူခွင့်ရရှိနေစေဖြစ်တယ်လို့နျူကာဆယ်အနေနဲ့ဘာစီလိုနာကိုကြော်ဖြတ်နိုင်မယ်လို့ယုံကြည်နိုင်တဲ့ခြေစွမ်းမျိုးပြသနိုင်ခဲ့တာဖြစ်လို့ဒုတိယအကြော့ပွဲစဉ်မှာလည်းအကောင်းဆုံးကစားပြီးကွာတားဖိုင်နယ်တက်မယ်လို့ယုံကြည်တယ်လို့ပြောကြားခဲ့တာဖြစ်ပါတယ်။ဘောလုံးပွဲတွေကိုရင်ခုန်ကျင်တဲ့သူတွေအတွက်24နာရီလုံးဝန်ဆောင်မှုအပြည့်ပေးနေတဲ့ Kick-off Arena Online Service ရှိပါတယ်။ 555 Mix နဲ့ iBet 789တို့အပါအဝင်မိတ်ဆွေတို့နှစ်သက်တဲ့ဘောလုံးနဲ့ပတ်သက်တဲ့ရင်ခုန်စရာဝန်ဆောင်မှုအားလုံးကိုရယူနိုင်ပါတယ်။စိတ်ဝင်စားတယ်ဆိုရင် Viber နံပါတ်886 536 536ကိုဆက်သွယ်နိုင်ပါတယ်။